အစီအစဉ်အရဒေသခံတဦးမှကျေးဇူးတင်စကားပြောကြားပေးပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါရရှင်လေးစားပါသောတဘာပတိကြီးများနဲ့တကွဒီနေ့ချင်းမျိုးသားနေ့ကိုတရုတ်အားပေးတဲ့ဧပြီတပ်ပေါင်းတို့ကိုကျွန်တော်နေခံချင်းအမျိုးသားများကူစားကျေးဇူးတင်စကားပြုခွင့်ရတဲ့အတွက်နှုတ်ဆက်ခွင့်ရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ချင်းမျိုးသားတပ်ဦးရဲ့ဒုတိယဥက္ကဋ္ဌနှစ်ဒေါက်တာလျန်ဟုံးစခေါင်ဖြစ်ပါတယ်ကျွန်တော်တို့ချင်းမျိုးသားတပ်ဦးကဒီချင်းလူထုထဲကပုတ်ဖွားတဲ့ဖြစ်တဲ့အတွက်တကယ့်နေခံအရှိဖြစ်ပါတယ်ထူးတွေ့ကြောင့်ခုလိုကျေးဇူးတင်စကားပြောကြတာကိုလည်းအထူးပဲကျေးဇူးတင်တဲ့ကြောင်းထပ်လောင်းပြောကြလိုပါတယ်ဒီနေ့ဟာကျွန်တော်တို့ချင်းလူမျိုးတို့ရဲ့အမျိုးသားနေ့ဖြစ်ပါတယ်ချင်းအမျိုးသားနေ့ဖြစ်ပါတယ်ထူးတွေ့ကြောင့်ကျွန်တော်တို့ချင်းမျိုးသားနေ့ကိုလာရောက်အားပေးတရုတ်ပေးတဲ့ဧပြီတပ်အပေါင်းတို့ကိုကျူးစုပါတယ်အထူးသဖြင့်ဒီနှစ်ကျင်းပတဲ့ချင်းမျိုးသားနဲ့ဒီနေရာမှာကျင်းပတဲ့ချင်းမျိုးသားနဲ့ဟာပူပြီးတော့မှဂုံကျက်တည်ရှိပါတယ်ပူပြီးတော့မှတန်ဖူးရှိပါတယ်ပူပြီးတော့မှလေးနဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တည်ရောက်ပြီးတော့မှမြင့်ခွင့်ပြောကြားပေးတဲ့အတွက်အထူးကျေးဇူးတင်တဲ့အကြောင်းပြောကြားလိုပါတယ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်သာမကပါဘူးရှစ်လေးလုံးအရေးတော်ပုံကြီးကိုဦးဆောင်လမ်းမှန်ခဲ့တဲ့ဒီမိုကရေစီမိခင်ကြီးဖြစ်ပါတယ်လူထုခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်ထူးတွေ့ကြောင့်နိနီယာကန်ပိစုနီဟီကာအကန်တယ်ပီမီလုံလုံနက်စာကန်ပေဘက်နောက်စစ်ကျလောင်စလောက်ဒါရင်မကဘူးကျွန်တော်တို့ဒီမိုကရေစီဒီတိုင်းပြည်မှာရောင်ချီတန်းလာတာနဲ့မြတ်ကျွန်တော်တို့ချင်းလူမျိုးတွေကလည်းရခင်ကမမြုံဟန်ခဲ့ဘူးတဲ့ယာထူးကြီးနိုင်ငံတော်ဒုတိယသမ္မတယာထူးကိုလည်းကျွန်တော်တို့ချင်းလူမျိုးတွေကရရှိတဲ့အတွက်ဒါဟာဒီမိုကရေစီတည်ပွင့်ဖြစ်ပါတယ်ဒီနေ့ဒုတိယသမ္မတပူဝန်ချီယိုမလာနိုင်တော့လေပြီးဆွေးထွန်းလာတယ်လို့ကျွန်တော်တို့ကြားပါတယ်အနုနရာခဝိကန်လုံးกันมีพื้นจ้าปังปาร์บันโตกนี่สิกันปังปาร์ปาร์บอยนี่สิเดี๋ยวสมว่ากันเดลอบดาริมกาบูจนเราดีป่วยจีกูสิกาไตเมสว่าจิมปาเปเดชิมปีในวันจีชอบผู้เรียนเลยเนี่ยชิมปีในวันจีอาลงกูเลยเจจูเต็มบาร์เลยทุนีละกองเบชิมปีในชุดโตอกกะผู้สาวบอยเนี่ยชิมปีชุดโตกูจะเลยอาลงกูเลยทูเบเจจูเต็มสิบาร์เลยทูเตพิအဲ့ဒီထူးသဖြင့်ကအရေးကြီးတယ်အဲ့ဒီတွေ့ကြောင့်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်နဲ့တကွမေပြန့်ကနေလာတဲ့ဧပြီတအားလုံးကိုကျွန်တော်ချင်းစကားနဲ့မြို့ဖတွေကိုအနည်းငယ်ကျေးဇူးတင်စကားပြုခွင့်ပေးဖို့မေတ္တာရပ်ခံလိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမြို့ဟာလန်လွေရဲ့မြို့ဖြစ်ပါတယ်။လန်လွေဆိုတာကျွန်တော်တို့ချင်းသမိုင်းမှာဘူမီရောင်ကဲတော့နေချက်ဆန့်ကျင်ရေးအတွက်ဟိုးချောင်းနာလေးမှာဘီတရှက်တွေကကျူပေးပြီးတော့အသက်ခံရတဲ့အသေးခံရတဲ့အာဇာနည်တရေကောင်းရဲ့မျိုးဖြစ်ပါတယ်ဆိုတော့အမှန်စင်စစ်သူကပူလန်လွေကနေချက်ကိုတိုက်တယ်နေချက်တွေကနိုင်လဲမနိုင်ဘူးဖမ်းလဲမဖမ်းနိုင်ဘူးဒါပေမဲ့နေချက်ဘီတရှက်တွေကအမျိုးသမီးတွေကိုဖမ်းပြီးတော့မှအဲ့ဒီအမျိုးသမီးကိုကူလီထမ်းခိုင်းတဲ့ဟာကိုသူမကြည့်ရလို့မင်းတို့ဘီတရှက်တွေရင်ကျေးမှုမရှိဘူးလားရင်ကျေးတဲ့လူမျိုးအမျိုးသမီးကိုအဲ့လိုမနှိမ့်ဆက်ရဘူးမင်းတို့အမျိုးသမီးကိုလွတ်ပါငါပြန်လာမယ်ငါဖမ်းခံမယ်ဆိုပြီးတော့အခုခေတ်စကားနဲ့ပြောရရင်တော့ဂျာမတန်တူကြီးအတွက်အမျိုးသမီးတန်တူကြီးအတွက်တိုက်ပွဲဝင်ခဲ့တဲ့တရေကောင်းကြီးဖြစ်ပါတယ်ကျွန်တော်တို့အမျိုးသားကြီးအတွက်ဒါမကကျွန်တော်တို့အမျိုးသမီးတွေပါတိုက်ပွဲဝင်ခဲ့တဲ့တရေကောင်းကြီးဖြစ်ပါတယ်အဲ့ဒီတွေ့တော့ကျွန်တော်ကောင်းကင်ကြီးကိုမော်ကြည့်လိုက်တော့ဒီချိန်မှာပူလန်လွေကျွန်တော်အဖိုးကမင်းဘာစကားပြောတယ်လေလို့မေးလိုက်လို့ရှိရင်ကျွန်တော်မဖြစ်တတ်မှဆိုလို့မြို့ဖတွေကိုချင်းစကားလေးနဲ့ကျေးဇူးတင်ခွင့်ပေးပါအထူးသဖြင့်မီဇိုရမ်မှာလာတဲ့ကျွန်တော်တို့မိတ်ဆွေတွေကိုလည်းချင်းစကားနဲ့ကျေးဇူးတင်ခွင့်ပေးပါလို့
นี่อีกากันตัวมีกันชินมีพุ่นเนียตัวบรรทุกินนั่นกันสอมเกยมาซองฮีแทงจงยินฮีทิ้งทางจงยินเสียน FIO อินไปชิมนักจันทานันกระเปกสาวตรงอากาศล้มตุกติมีข้าวเป็นชิมกระดูจุลองสลาวคุทางเลยมิโซรามินรามีกันอุกันนาวซองนันรัฐวิสากันเดลมตุนันวิกิรติกซองะมิโซรามชีฟมินิสเตอร์ปูโซรามทางอาซองค่ะกันเดลมตุกติกันตะกันชิมเปียกุเงินดำนาลุนุนนาสาวปีประเทศนี้เป็นหาแท้จุสาลุงลมนักหินสะดูฟุงนี้กับเป็นตะโทไลประคัดจูกับผู้เลยตักรำปุกบอยมังหินนี่ผัวมีสีจู่ๆกระเรียนจวนที่หอย CNF CNA เรากับจากาโทไลฟุงนี้นักจูนี่เห็นกันควรเลียนกันปีองซันสุจิจ้าเกมินี่กับผัวมีสีสะดูสิจ้าดิติกะวินกระสนจิวเตอุติซองคามีปีกันโนลนาใจโดยโอยริลังเอขวานูกังไอสวลงินลาลูกันกาลีเนียจุนเนวัลซองเอนันลุงสลางไอมูกันทันเอเชลมาลาจุนเนลุงโรเนไลขวากันแตรไลโอกันทันเนเชลมาลาจุนเนลุงโรเนไลขวากันแตรไลโอองซาเนสุจิลโมเอนีบังเอหงทังเอกันชินเนรำละมองไทยดูโนเลไลขวากันเรลัยโอกันชินเนรำละมองไทยดูโนเลไลขวากันเรลัยโอ้ดองซันสุจีฮาดิโมคราซียีดอปงจีกูอุซองแค่တဲ့ดิโมคราซีมิคินจีဖြစ်ပါတယ်ဒီနေ့ဒီနေရာမှာရောက်လာတာကူကနေမင်းကြီးတပါထွက်ပေါ်တယ်လို့ဒီမိုကရေစီကြောင့်ချီတန်လာတော့မှာဖြစ်ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့ချင်းလူမျိုးတို့အားလုံးကဒီမိုကရေစီအတိအပွင့်ဖြစ်တဲ့လွတ်လပ်မှုနဲ့တရားမျှတမှုကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကိုခံစားနိုင်တော့မှာဖြစ်တယ်ဆိုတဲ့တခြင်းဖြစ်ပါတယ်ချင်းမျိုးသားနဲ့ဆိုတာကျွန်တော်တို့ချင်းလူမျိုးများကဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ရဲ့အမျိုးသားနိုင်ငံကြီးစနစ်ဖြစ်တဲ့ရွေးချယ်ခဲ့တဲ့နေ့ဖြစ်ပါတယ်ထူးထွေကြောင့်ချင်းမျိုးသားနဲ့ဆိုတာအမျိုးသားဂုဏ်သိက္ခာလေးရှိတယ်နိုင်ငံကြီးအရအနှစ်သာရရှိတဲ့ဒီမိုကရေစီစနစ်ကိုလည်းဖော်ဆောင်ပါတယ်ဒါကြောင့်ချင်းမျိုးသားနဲ့ဟာအမျိုးသားနဲ့ကျွန်တော်တို့ရဲ့အမျိုးသားကြီးနဲ့ဒီမိုကရေစီစနစ်ကိုခွဲခြားမရအောင်ဆက်ဆက်ပေးတဲ့နေ့တစ်နေ့ဖြစ်ပါတယ်။မန်စင်စီကကျွန်တော်တို့ချင်းလူမျိုးတွေကဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ရဲ့အမျိုးသားနိုင်ငံကြီးစနစ်ဖြစ်ရွေးချယ်နိုင်ခဲ့တာဟာကျွန်တော်တို့ပင်လုံစာချုပ်ကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ပြည်ထောင်စုကြီးကိုမွေးဖွားပေးလိုက်တဲ့ပင်လုံစာချုပ်အပိုက်ခွင့်မှာဘလို့ဖော်ပြထားတယ်လဲဆိုတော့တောင်တန်းဒေသရဲ့ပြည်သူများဟာတဲ့ဒီမိုကရေစီတိုင်းပြည်များတွင်အခွင့်အရေးများခံစားလက်ရှိတဲ့အခွင့်အရေးများနဲ့ရပ်ပိုင်ခွင့်ဟုသတ်မှတ်ထားသည့်အခွင့်အရေးများနဲ့ရပ်ပိုင်ခွင့်ကိုခံစားခွင့်ရှိစေရမယ်ဆိုပြီးတော့ပါပါတယ်။ဒါကြောင့်ပင်လုံစာချုပ်ကိုအကောင့်ထေဖော်တဲ့အနေနဲ့ကျွန်တော်တို့ချင်းပြည်သူတွေက1940ဖေဖော်ဝါရီလ19ရက်နေ့မှာစတင်ကျင်းပတဲ့ဖလားမီလာခံကြီးမှာဒီကိစ္စကိုဆွေးနွေးကြပါတယ်။20ရက်နေ့မှာကျွန်တော်တို့ဒီမိုကရေစီစနစ်ကိုကျွန်တော်တို့အမျိုးသားတွေကျင့်သုံးရမယ်အမျိုးသားနိုင်ငံကြီးစနစ်ဖြစ်နေရွေးချယ်နိုင်ခဲ့တာဖြစ်ပါတယ်။ထို့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဖလားမီလာခံကြီးကနေပြီးတော့ဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ရွေးချယ်နိုင်ခဲ့တယ်ဆိုတာပင်လုံစာချုပ်ကိုအကောင်အထည်ဖော်ဖို့ပဲဖြစ်ပါတယ်။ကျွန်တော်တို့ချင်းလူမျိုးတွေကပင်လုံစာချုပ်အပိုက်ခွင့်ကိုအကောင်ထည်ဖော်ပြီးတော့ဒီမိုကရေစီစနစ်ကိုရွေးချယ်တယ်လို့ပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးထားတဲ့
ကချင်လူမျိုးတွေကလည်းဒူဝါစနစ်ကိုဖျက်သိမ်းပြီးတော့ဒီမိုကရေစီစနစ်ကိုရွေးချယ်နိုင်ခဲ့ပါတယ်ထူနည်း၎င်းပဲပင်လုံစာချုပ်ကိုလက်မှတ်ရေးထိုးထားတဲ့ရှမ်းလူမျိုးတွေကလည်းစော်ဘွားစနစ်ကိုဖျက်သိမ်းပြီးတော့ဒီမိုကရေစီစနစ်ကိုရွေးချယ်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီတိုင်းပြည်မှာပင်လုံစာချုပ်ကိုယနေ့အထိအကောင်အထည်မဖော်နိုင်သေးပါဘူးပင်လုံစာချုပ်ကိုယနေ့အထိအကောင်အထည်မဖော်နိုင်တဲ့အတွက်အနှစ်90ကျော်ပြီဖြစ်တဲ့ပြည်တွင်းစစ်နဲ့ကျွန်တော်တို့ရင်ဆိုင်နေရပါတယ်ပင်လုံစာချုပ်ကိုအပြည့်အဝမကောင်အထည်မဖော်နိုင်တဲ့အတွက်စစ်အာဏာရှင်စနစ်တပါတီအာဏာရှင်စနစ်တွေနဲ့ကျွန်တော်တို့ရင်ဆိုင်ခဲ့ရပါတယ်ပင်လုံစာချုပ်ကိုအကောင်အထည်မဖော်နိုင်တဲ့အတွက်ဒီမိုကရေစီစနစ်စိတ်တုံခဲ့ရပါတယ်ပင်လုံစာချုပ်ကိုအကောင်အထည်မဖော်နိုင်တဲ့အတွက်ချင်းအမျိုးသားနဲ့ကိုလည်းချင်းမျိုးသားနဲ့ဖြစ်နေမကျင်းပနိုင်ခဲ့ပါဘူးသို့သောဒီနေ့ဒီချိန်မှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဦးဆောင်မှုနဲ့တကွကျွန်တော်တို့ပြည်ထောင်စုငင်းချမ်းရေးငေလာခံကိုကျင်းပတဲ့အခါရခိုင်ကပြည်ထောင်စုငင်းချမ်းရေးငေလာခံလို့ခေါ်တဲ့အစားပြည်ထောင်စုငင်းချမ်းရေးငေလာခံ21ရာစုပင်လုံဆိုပြီးတော့ကျွန်တော်တို့ခေါ်ဝေါ်နေပါတယ်တတ်မှတ်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့1940ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာချုပ်ဆိုတဲ့ပင်လုံစာချုပ်ကိုအခုငေလာခံကြီးကနေကျွန်တော်တို့အပိအဝအကောင်ထေဖော်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ထို့အတွက်ကြောင့်အခုကျွန်တော်တို့ဒီငင်းချမ်းရေးဖြစ်စဉ်ကနေပြီးတော့အဓိကကျွန်တော်တို့ဖော်ဆောင်ခြင်းတဲ့အချက်ပင်လုံစာချုပ်ချက်ကတော့အပိုက်9နဲ့ပိုက်9ပဲဖြစ်ပါတယ်ပင်လုံစာချုပ်အပိုက်9မှာတောင်တန်းဒေသတွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်လက်ရှိခံစားလက်ရှိသောနိုင်ငံရေးစနစ်နိုင်ငံရေးခွင့်အာဏာတွေကိုဘယ်တော့အခါမှမရုပ်သိမ်းရပါဘူးဆိုပြီးတော့ပါပါတယ်ဒါကိုဘူချောင်းအောင်ဆန်းရဲ့လမ်းခုမှုခုနှစ်ချက်ထဲမှာလဲစင်စင်လင်းလင်းထပ်ပြီးတော့ဖော်ပြတာပြည်ထောင်စုကြီးကိုစစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ထူထောင်မယ်ဆိုပြီးတော့ဘူချောင်းအောင်ဆန်းကပြောထားခဲ့ပါတယ်ဒါပင်လုံစာချုပ်ပိုင်ငါဖြစ်ပါတယ်အခုကျွန်တော်တို့ငင်းချမ်းရေးညီလာခံကိုဆောင်ရွက်နေတဲ့အခါမှာငင်းချမ်းရေးဆွေးနွေးပွဲတွေကိုလုပ်ဆောင်ရွက်နေတဲ့အခါဒီပင်လုံစာချုပ်အပိုင်ငါကိုမကြာခင်မှာကျွန်တော်တို့အကောင့်ထေဖော်နိုင်တော့မယ်ဆိုတာကျွန်တော်အပြည့်အဝယုံကြည်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့နှစ်2019အောက်တိုဘာလ24ရက်နေ့မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကနေပြီးတော့ဖက်ဒရယ်အခြေခံမူ6ရပ်ကိုချမှတ်ပေးပါတယ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကြီးချမှတ်ပေးလိုက်တဲ့ဖက်ဒရယ်အခြေခံမူ6ရပ်ကိုကျွန်တော်တို့ပြည်ထောင်စုသဘောတူစာချုပ်အဖြစ်နဲ့ချုပ်ဆိုနိုင်လို့ရှိရင်ပင်လုံစာချုပ်အပိုက်9ကိုအကောင်အထည်ဖော်ဖို့လုံလောက်သောအခြေခံမူတွေဖြစ်တယ်ဆိုတာကျွန်တော်တင်ပြချင်ပါတယ်ဒါဟာဘူချောအောင်ဆန်းရဲ့လမ်းညွှန်မှုခုနှစ်ချက်နဲ့တန်ဖူးချင်းတူတဲ့နိုင်ငံရေးအနှစ်သာရပြည့်ဝတဲ့လမ်းညွှန်ချက်ဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်တင်ပြချင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ထပ်ပြီးတော့ဆောင်ရွက်ဖို့လိုတာပင်လုံစာချုပ်အပိုက်ခုနှစ်ဖြစ်တဲ့ဒီပြည်ထောင်စုကြီးမှာဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကျင့်သုံးမဲ့နိုင်ငံရေးစနစ်ဖြစ်ကျင့်သုံးရမယ်ဆိုတာယနေ့အထိကောင်ထေမဖော်နိုင်သေးပါဘူးဒါကိုကျွန်တော်တို့ကောင်ထေဖော်ဖို့အတွက် NCA စာချုပ်မှာပါတဲ့အတိုင်းဒီပြည်ထောင်စုကြီးကိုဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုခြေခံပြီးတော့ထူထောင်ရမယ်ဆိုပြီးတော့ကျွန်တော်တို့သဘောတူထားတဲ့အတိုင်းဒီမိုကရေစီခြေခံမှုထဲမှာအရေးအကြီးဆုံးဖြစ်တဲ့လုံခြုံရေးတပ်ဖွဲ့အားလုံးဒီအယက်သားအစိုးရလည်းအောက်မှာထားရမယ်ဆိုတဲ့ဒီမိုကရေစီအခြေခံမှုကြီးချက်မှတ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ငင်းချင်ဖြစ်စဉ်ကြီးရလေအောင်မြင်မှာတေချာတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်တိုးတော်ဒီအခြေခံမှုဒီမိုကရေစီအခြေခံမှုဖြစ်တဲ့လုံခြုံရေးတပ်ဖွဲ့အားလုံးဒီအယက်သားအစိုးရလည်းအောက်မှာထားရမယ်ဆိုတဲ့ဟာကျွန်တော်တို့အကောင်အထည်ဖော်နိုင်ဖို့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့လမ်းညွှန်ချက်အားလုံးပေးနေပါပြီထို့အတွက်ကြောင့်တမတော်ကာကွယ်ရေးဦးစီးချုပ်ဘူချောမှုကြီးမင်းအောင်လှိုင်နဲ့တကွတိုင်းရင်းသားလေးနဲ့ကအဖွဲ့ရှိအသီးသီးရဲ့ခေါင်းဆောင်များကအဲ့ဒီလုံခြုံရေးတပ်ဖွဲ့အားလုံးဒီအယက်သားအစိုးရလည်းအောက်မှာထားရမယ်ဆိုတဲ့ဒီမိုကရေစီအခြေခံမှုချမှတ်ပေးဖို့ဆောင်ရွက်ပေးကြပါလို့ကျွန်တော်ချင်းမျိုးသားနဲ့ရှင်မင်းပေါ်ကနေပြီးတော့မေတ္တာရက်ခံလိုပါတယ်အဲ့ဒီအခြေခံမှုသာမရရင်ဒီမိုကရေစီအခြေခံမှုသာမရရင်လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းဆိုတဲ့ DDR SSR ကိုကျွန်တော်တို့ဆောင်ရွက်လို့ရမှာမဟုတ်ပါဘူး DDR SSR ဆိုတဲ့လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိုမဆောင်ရွက်နိုင်ဘူးဆိုရင်ကျွန်တော်တို့ပြည်တွင်းစစ်ကိုချုပ်ငင်းအောင်လုပ်လို့ရမှာမဟုတ်ပါဘူးပြည်တွင်းစစ်ကိုချုပ်ငင်းနိုင်ဖို့ကျွန်တော်တို့ဒီတိုင်းပြည်ကြီးငင်းချမ်းဖို့အတွက်ကျွန်တော်တို့ဒီမိုကရေစီခြေခံမှုနဲ့တကွဖက်ဒရယ်ခြေခံမှုတွေကိုကျွန်တော်တို့အကောင့်ထဲပေါ်ဖို့လိုပါတယ်အဲ့ဒီမှာ NCA စာချုပ်မှာပါတဲ့အတိုင်း
ဒီပြည်ထောင်စုကြီးကိုဒီမိုကရေစီရေးအမျိုးသားတန်းတူရေးနဲ့ကိုပိုင်ပြတ်ထန်းခွင့်အခွင့်အရေးများအပြည့်အဝရှိတဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်ပြည်ထောင်စုကိုထူထောင်ရမယ်ဆိုပြီးတော့ကျွန်တော်တို့လက်မှတ်ထူထားပြီးသားရှိပါတယ်ထူထွေကြောင့်ဒီနေ့ချင်းမျိုးသားနေကနေပြီးတော့ကျွန်တော်မေတ္တာရပ်ခံခြင်းတာကဒူနိုလေးလိုက်ခွာကန်တယ်လိုက်ဆိုတယ်လို့ကျွန်တော်တို့ကဒူနာကင်ဒူทีมนักโนลกันไงไล่กันเดลเขาไล่ขั้วกันขังเขาไล่ดิโมคราซีขวินยีด้วยอภิวัตขันสายมาผิดเฟเดอร์ปีทองสุจีจะนอดูทุทองนายเจ้าบาซีลูกจะนอแต่ตัวเย็นเนี่ยจะนอเจสุตินสกากูดีมาส่งตัดไหลไปเลยนิคมชอบไหลไปเลยอาลุงกูเจสุตินมาเลย